ကျွန်တော်မှာဘင်ဂျမင်ဆိုတဲ့ညီလေးတယောက်ရှိတယ်သူကတော့ကျွန်တော်တို့မိသားစုထဲကိုငယ်လေးတုန်းကရောက်ရှိလာတာဖြစ်တယ်ဒီတစ်ခေါက်ကျွန်တော်ခရီးထွက်တာတော့သူနဲ့သွားတွေ့တာပေါ့နော်ဘာကြောင့်လဲဆိုတော့သူကဒါမနေ့ပြန်ဆိုရင်တော့သူကလူပြိုမဟုတ်တော့ဘူးဒါသူရဲ့လူပြိုနောက်ဆုံးချိန်ပေါ့ကျွန်တော်သူနဲ့သွားတွေ့တယ်ဒါဒီနေ့ဆိုရင်လည်းဒါသူရဲ့လူပြိုနောက်ဆုံးချိန်လေးပေါ့အဲ့တော့ကျွန်တော်တွေ့ခဲ့ကြတယ်စကားတွေပြောတယ်ရှေးအောင်နှောင်းဖြစ်တယ်ပြောတယ်ဒါသူနဲ့ကျွန်တော်ကတော့ကျွန်တော်အောက်မှာကတော့သူကအငယ်ဆုံးပေါ့အဲ့တော့ငယ်ကလေးကအတူတူပဲသူ့ကိုယူဆိုင်လိုက်ခဲ့တယ်အခုတော့သူကလူကြီးဖြစ်သွားပြီအဲ့တော့မနေ့ပြန်သူလက်ထပ်မယ်ကျွန်တော်တွေ့တဲ့အချိန်မှာသူကတော့သူနဲ့တီးတဲ့သူတွေအားလုံးသူရဲ့လက်ထပ်မင်္ဂလာအချိန်လေးကိုသိအောင်ဆိုပြီးတော့ဖိတ်ပါတယ်တဲ့အားလုံးဖိတ်တဲ့အကြောင်းကိုလည်းသူပြောခိုင်းလိုက်ပါတယ်အဲ့တော့သူချစ်ပေးကြတဲ့ကျွန်တော်မိတ်ဆွေတွေတငယ်ချင်းတွေကျွန်တော်ညီကောင်မတွေတူရတူမတွေဆရာသမားတွေအားလုံးသူ့ကိုရင်းနီးနီးနဲ့ကိုညီပံ့ပိုးခဲ့ကြတဲ့မိတ်ဆွေတငယ်ချင်းတွေအားလုံးလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ဆက်လက်ပြီးတော့လည်းဒီမိသားစုလေးကိုဆူတောင်းခြင်းအဖြစ်တော့၎င်းအကြံအဉာဏ်ပြုခြင်းအဖြစ်တော့၎င်းအခြားသောနီလန်းများနဲ့ပံ့ပိုးခြင်းအဖြစ်တော့၎င်းတတိယပေးကြပါလို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်အထူးသဖြင့်တော့တင်တို့ရဲ့ဆူတောင်းခြင်းကိုဒီဇနီးမောင်နှံအသစ်ဆက်ဆက်ကလေးကလိုအပ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဆူတောင်းခြင်းအပြင်အမြဲတမ်းတတိယပေးကြပါသူရဲ့လက်ထပ်ပွဲကိုကျွန်တော်လည်းမသွားနိုင်ဘူးကျွန်တော်မသွားနိုင်တော့ညာလည်းပဲဒီဗီဒီယိုလေးနဲ့အမတ်တရလေးကျွန်တော်လုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဖျားသခင်ကြွယ်ဝစွာသောကောင်းမှုတော်ချပေးပါစေကျွန်တော်ရဲ့ညီဘင်ဂျမင်လည်းအိမ်တောင်ပြုတ်ပြီးတဲ့နောက်မှာတော့တာယာတဲ့ဘဝအသက်တာမိသားစုလေးကိုတည်ဆောက်နိုင်ပါစေသားသမီးမြေးတွေနဲ့ပျော်ရွှင်ရသောဖခင်ကောင်းတယောက်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ကဲအခုရောက်နေတာတော့ဒါချီလိတ်မဲဆိုင်ရဲ့မန္တရာပဲဖြစ်ပါတယ်မန္တရာဖြစ်ပါတယ်ဒီမန္တရာကနေကြီးလိုက်ရင်တော့ဟိုဘက်မှာတာချီလိတ်ရှိတယ်ဒါတာချီလိတ်ပေါ့တာချီလိတ်တောင်းနေကာရန်ထားတယ်ကျွန်တော်ညီဘင်ဂျမင်နဲ့အတူအခုမဲဆိုင်မှာရောက်နေတာဒါဘယ်နှစ်ပြီးမှတို့တွေ့ရတဲ့ခါဘယ်နှစ်လဲ10နှစ်နီးပါးကြာသွားပြီဆရာ10နှစ်နီးပါးကြာသွားပြီ2008လားအပါဆုံးပြီးနောက်ပဲတခါမဆုံးတော့လေဒါကျွန်တော်ညီနဲ့အတူမဲဆိုင်မှာကျွန်တော်တို့ရောက်နေတယ်ခုနှစ်ကြာတော့ပြဆုံးဒီကူတကအကိုလာတွေ့တယ်ဒီမှာဒီနေ့တော့ခကြီးနေခဲ့တာဗောနော်ဟုတ်တယ်အကိုကလည်းနေရခကြီးနေပြီးတော့လာတာဟုတ်တယ်ကာစီကုန်ခါပြီးတော့ပြောလားပြောမပြောကိုကြီးနေတွေ့ရတာအိမ်မက်နေတယ်လို့ပဲကွာဟဲ့လေကိုကတော့ခဏစိတ်ကြည့်နေရတယ်ဒါပဲကျွန်တော်ညီရတော့ကြာခင်တော့လူပြိုလေးမဟုတ်တော့ဘူးဗျာအားလုံးလည်းဖိတ်ပါအားလုံးလည်းဖိတ်ပါတယ်လေးစားဆိုတာဖြစ်ကြွားရောက်ချင်းမိပေးကြပါပေးကြမယ်ဒါတော့ရောက်ရှိနေတော့နေရလေစင်ပြေလာခြေစွဲချွတ်တာခြေစွဲချွတ်ရတယ်ဒီဘက်မှာဒီဗီဒီယိုလေးကတော့သူနဲ့အတူနောက်ဆုံးလူပြိုအနေနဲ့တွေ့တဲ့အချိန်မှာမှတ်တမ်းတင်ရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်
တယောက်စီပေါ်မှာဖျားသခင်ကြွယ်ဝသာတော့ကောင်းကြီးနဲ့တောင်းချပေးပါစေ